ဆရာနာမည်ဘယ်လိုခေါ်လဲ ကျော်ဆင့် ကိုကျော်စင်ဆရာဘာလိုမျိုးလဲ ဗမာလူမျိုး ဘယ်လိုလို့အရင်ကဘာလို့ဘယ်လိုယေရှုဘယ်လိုပြီးသွားလဲ ဟုတ်ကဲ့ကျွန်တော်အရင်တုန်းကတော့ကျွန်တော်ဗာလဲဆိုကျွန်တော်ဗုဒ္ဓဘာသာဖြစ်တယ် ဟုတ်ပြီ နော်ဗမာလူမျိုးဖြစ်တယ် ဟုတ်ပြီ တော့လေကျွန်တော်ရဲ့အမျိုးဆိုရင်ဘုန်းကြီးတကယ်ဘုရားတရားကိုင်းစင်းတဲ့မျိုးဖြစ်ပါတယ် ဟုတ်ပြီ အဲ့ဒီထက်မှာကျွန်တော်ကို6တန်းမှာတင်ခဲ့တဲ့ဆရာမတေးရီဆရာမဖြစ်တယ်အဲ့ဒီဆရာမနေမှာကျွန်တော်တို့တပည့်တွေကိုဆုတောင်းဝါလုပ်တဲ့ခါမှာကြားဆောင်စာတင်တဲ့ခါမှာမင်္ဂလာပါဆရာမဆိုမင်္ဂလာပါဆရာမဆိုပြီးတော့မှတပည့်တို့ပြောပြီးတော့မှသူကဘာပြောလဲမျက်စိလေးမိတ်တဲ့ခါမှာကျွန်တော်အဖေကိုမေးပါတယ်အဖေအဲ့ဒီချင်းဒီကိုွယ်တာဘာကိုွယ်တာလဲအဖေတောက်ပြောပြသမှာဆိုတော့ကျွန်တော်ငါသားအဖေပြောမယ်အဲ့ဒီချင်းဒီကိုွယ်တဲ့ဟာကယေရှုဆိုတဲ့ကောင်ကနော်အဲ့ဒီမှာသူတို့ကဗုဒ္ဓဘာသာရဲ့ဒါတရားတော်တွေကိုအဲ့ဒီမှာသူကတိပိမြို့မှာသွားပြီးတော့တင်တာမတက်ခင်မဟောနေဦးလို့ပြောတော့သွားဟောတဲ့ခါမှာသူ့အဲ့ဒါဟောတဲ့တွေ့ရိုက်တက်လိုက်ကြတယ်လေဝါကတဲ့ပုံမှာသူကအတီဆိုးနဲ့ရိုက်တက်ပြီးအစိမ့်တီတည်တဲ့တွေ့အယူတိတ်ပြီးနတ်စိမ့်ဖြစ်နေတာလို့ကျွန်တော်ပြောပါတယ် ဟုတ်ပြီ အဲ့ဒါကိုကျွန်တော်မှတ်ထားပါတယ် ဟုတ်ပြီ မှတ်ထားတော့အဲ့မှာကျွန်တော်နောက်ဆုံး6တန်းကြတဲ့ခါမှာစက်ထဲကိုဝင်သွားတယ်ဝင်သွားတဲ့ခါမှာကျွန်တော်အဲ့ဒီချင်းဒီကိုွယ်တဲ့ဆိုရင်ကျွန်တော်အမြဲတမ်းမုန်းတယ်တော့နတ်သူကအစိမ့်တီကိုကိုွယ်တယ်ဆိုမှကျွန်တော်အမြဲတမ်းရန်ရှာတယ်အမြဲတမ်းရန်ဖြစ်တယ်အမြဲတမ်းရိုက်တယ်နောက်ဆုံးတက်ထဲရောက်တော့ကျွန်တော်ယာရုယာကန်ရတဲ့အထိချင်းဒီဆိုရင်ကျွန်တော်ဖက်နဲ့နဲ့ကန်တယ်သွားတွေကျိုးတယ်ဆူတောင်းတဲ့ကဟန်ကိုတွေလွှန့်ပစ်တယ်ကျွန်တော်ကန်ပစ်တယ်ရိုက်စစ်တယ်နှိပ်စစ်တယ်နောက်ဒီကလေးမျိုးကိုရောက်လာတဲ့ခါမှာလည်းဒီအောင်ရမင်းလှလက်ပံချောင်းမှာရှိတဲ့ပါစတာတွေမှန်သမျှကျွန်တော်အရစ်တိုက်ခိုင်းတယ်အမျိုးမျိုးနှိပ်စစ်တယ်နောက်ပြီးရင်ကျွန်တော်ဗမာတွေအဲ့ဒီခရစ်ယာန်ဝင်တဲ့ဟာတွေအကုန်လုံးရိုက်တယ်ရေးစစ်စစ်လုပ်တယ်အဲ့လိုနဲ့လုပ်ခဲ့ရကဒီမှာကျွန်တော်ကအဲ့ဒီမှာယေရှုဟာအစိမ့်တီပဲအယူသိမ့်နှစိမ့်ဖြစ်တာပဲကျွန်တော်ယူဆပြီးတော့မှအဲ့လိုနဲ့နှိပ်စစ်ရေးနှိပ်စစ်နဲ့ဝိတုစကားမှာကျွန်တော်တာဝန်မှုနဲ့ကြားတဲ့ခါမှာကျွန်တော်အဲ့ဒီမှာယေရှုကိုကင်းဆောင်ပြီးမှကျွန်တော်အရစ်တောက်တယ်အဲ့ဒီအရစ်တောက်တဲ့အချိန်မှာကျွန်တော်လက်နဲ့ကိုပျောက်သွားတယ်ပျောက်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့ဒီမှာနိုးလာတဲ့အချိန်မှာကျွန်တော်အဲ့လက်နဲ့ပတ်သက်ပြီးကျွန်တော်ရေးစစ်စစ်နဲ့ကျွန်တော်ခံရပါတယ်အဲ့ဒီရေးစစ်တဲ့ထောင်လိုက်စက်ကိုရုံးမှာနှစ်ညတညဒုတိယညမှာကျွန်တော်တနာရီခွဲလောက်အချိန်မှာကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်ဘာမှနာတာလည်းမရှိတော့ဘူးကျွန်တော်ဘလို့မှတီဖို့ပဲကျွန်တော်မှစဉ်းစားနေတဲ့အချိန်မှာမမျော်လင့်မဲ့ကျွန်တော်မျက်စိတွေဆူးရှိုက်ပြီးတော့ကျွန်တော်ရှိမှမလဲဝါကတွေမှာတီနေတဲ့ယေရှုကျွန်တော်ရှိမှပြလာတယ်သူ့ရည်နဲ့ရေရေကြလာတော့ကျွန်တော်ဘယ်ပစ်လှက်လဲအဲ့ဒါကျကျွန်တော်မျက်စိကမပြောက်ဘူးနောက်တဖြည်းဖြည်းနဲ့မျက်စိလေးဆူးချတယ်တဖြည်းဖြည်းနဲ့ပျောက်သွားပြီးမကြခင်မှာထောင်လိုက်တက်မှုရောက်လာပြီးကျွန်တော်ကိုဆက်ဆေးတဲ့ခါမှာမင်းတို့ဘာလို့လုပ်ရမှာလဲဒီဆရာကြီးကနော်စစ်တဲ့30ဖြစ်ပြီးသူကတနဟာပျောက်တယ်ကြောင့်ဝင်ခံထားပြီးရန်သူမဟုတ်ဘူးတဘုံမဟုတ်ဘူးအခုကျိုးဖြုတ်အခုဆေးကုလို့ခိုင်းပါတယ်အဲ့မှာကျွန်တော်ကဘာဖြစ်တီးရင်ပြီးရင်ငါဘွားတီးဖို့ပဲအဲ့ဒါမှကျွန်တော်ဓာတ်ကစားဖို့ချုပ်ခင်မောင်အေးဒီမှာစစ်တယ်လေးစားပါတယ်ဂုံလည်းယူပါတယ်ခမရရှမ်းပြည်မြောက်ပိုင်းမှာလည်းခမရတော်တော်လေးနာမည်ယူခဲ့တဲ့ပုံကိုလည်းဖြစ်ပါတယ်အဲ့ဒါဘာဖြစ်ဒါကျွန်တော်ဘာဖြစ်အဲ့ဒါတော့နိုင်ငံတော်ရဲ့ပြီးတဲ့အပြစ်ကိုခံရမယ်ဆိုခံမှမယ်တည်တာဆိုရင်အခုတက်ပလိုက်ကျွန်တော်အဲ့လိုပြောပါတယ်အဲ့လိုကနေကျွန်တော်ကိုတက်ချိုးထဲမှာမထားရလို့ထောင်ကြီးကျုပ်မှာကျွန်တော်ကိုပို့ပါတယ်တီချောင်းကြမှာဆိုလို့ထောင်ကြီးကျုပ်ရောက်တဲ့ခါမှာဝီစီလီယံပါတာ6ယောက်ကထောင်ထဲရောက်လာပါတယ်ရောက်လာတော့အဲ့မှာဗမာစကားတအားကျွမ်းကျင်နဲ့ကျွန်တော်ကိုအေးဝင်ကလေးလာပြောတဲ့ခါမှာကျွန်တော်ကဒီယေရှုကထောင်ထဲလဲရှုပ်တာပဲခင်ဗျားကျွန်တော်တို့ဆွေးနွေးအောင်ဆိုမှ3ရက်ဆွေးနွေးပါတယ်3ရက်ဆွေးနွေးတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်ကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဟာကျွန်တော်လဲပုံညကရိယာ10ပါးတွေနိဗ္ဗာန်ရောက်တရားထီအောင်ကျွန်တော်ပြောတယ်ဒါပေမဲ့ယေရှုနဲ့ရှင်လိုက်တဲ့အခါမှာအဲ့ဒီယေရှုဖခင်ရဲ့တည်ခြင်းမြတ်စွာဘုံအောင်နေဆိုတော့မန်၅ပါးကိုကျွန်တော်ရှုံးပါတယ်အဲ့ဒီမှာကျွန်တော်ရှုံးသွားတယ်ရှုံးတဲ့အခါမှာကောင်းပြီခင်ဗျားတို့တကယ်အဲ့ဒီဖခင်စစ်မှန်တဲ့ဖခင်အသက်ရှင်တဲ့ဖခင်ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ကျွန်တော်တခုဂရိတောင်းမယ်ဂရိလည်းပေးမယ်နော်ကျွန်တော်အခုအမှုဖြစ်တဲ့လက်လမှုအဲ့ဒီလက်လမှုကိုလွတ်မြောက်အောင်လုပ်နေတဲ့ဖခင်တခင်ဆိုလို့ရှိရင်ကျွန်တော်ဖခင်ရဲ့အမှုကိုတည်သိတဲ့အောင်ကျွန်တော်ဆောင်ရွက်မယ်အစီခံမယ်ဖခင်ပြီးကြိုက်တယ်လို့ကျွန်တော်ဒါဘာလို့ပါလဲဂရိပြီးတော့မှသူတို့6ယောက်ကကျွန်တော်ခေါင်းပေါ်လက်တင်ပြီးဆူတောင်းပါတယ်ဆူတောင်းမိတာနဲ့မကြာခင်မှာပဲ3လပဲနေရပါတယ်အဲ့ဒီလက်နဲ့ကျွန်တော်ချုပ်ထဲမှာမကြက်မှလို့ရောက်နေတဲ့အချိန်မှာကျွန်တော်ကိုတိုင်းမှုရယ်ကျွန်တော်တို့အဲ့မှာဓာတ်ကဆမှုရယ်စကခမှုရယ်ကျွန်တော်တို့လူကြီးတွေဘိုလ်ချုပ်တွေရောက်လာပြီးမှကျွန်တော်ကိုချုပ်ထဲမှာလာနှုတ်ပါတယ်ကဲဥကျော်ဆဲလာခပြတ်တနှက်ရပြီဆိုခါမှာကျွန်တော်ဟာလေလုယလို့တော့ထောင်မိုင်ကတမဟာခဲဘာဖြစ်တာလဲယူပြီးလာမေးပါတယ်ဒါပေမဲ့ကျွန်တော်ဘာလို့ဆိုယေရှုကကျွန်တော်ကိုလုတ်ပြီးပြီဆိုတော့ကျွန်တော်ပြောတဲ့ခါမှာကျွန်တော်လက်ဖေးဘူး1000ပေးတဲ့ထောင်မိုင်ကအဲ့ဒါပြီးကျွန်တော်ကိုအပြင်ပေးထုတ်ပြီးလက်မှတ်ထိုးပြီးတော့ကျွန်တော်မှလက်နဲ့ယူသွားတဲ့ကောင်ရောအကုန်လုံးဆက်စီးတဲ့ခါမှာလက်နဲ့ယူတဲ့လူကကျွန်တော်ကိုအရစ်ဆိုင်အောင်တယ်ကျွန်တော်ရိတ်ခါတွေသူ့ကိုလကားပေးတယ်တာအရင်လိုအောင်းမိတယ်သူ့အရစ်ကိုကျွန်တော်တောက်တာဖြစ်တယ်ဒါပေမဲ့ तू ကကျွန်တော်ကိုအမြဲတမ်းတောလေပြီးနေကြဖြစ်တယ်ကျွန်တော်တနက်ကိုအမြဲတမ်းပေးထားတာဖြစ်တယ်အဲကျွန်တော်နှိုးလို့မရလို့တနက်ကိုယူသွားတဲ့အချိန်မှာ तू ကြီးရပြီးပြန်လာတဲ့အချိန်မှာကျွန်တော်ရိုက်နှိမ့်ဆက်ခါရတော့ဘူး तू ကမကြည့်ရဲတော့ဘူး तू ကြောက်ပြီးတော့မှလက်နဲ့ကိုမှအဖဲနဲ့ကုတ်ကြီးစီသွားရောက်တာဖြစ်တယ်အိမ်ပြတဲ့ရောက်ပြီးတော့မှအဲ့ဒီကြမှာတခါ तू ကအဲ့ဒီမှာဆင်းအစိုးရဆင်းရောက်ခိုးမှုရော तू ကတက်ကနေလိုက်တယ်မာယာကနေတက်ချင်းအိန္ဒိယကိုစစ်တဲ့ခါမှာအိန္ဒိယစစ်တပ်ကလိုက်ပြီးလို့အဲ့တနက်ကိုပြန်ရတယ်ရတဲ့ခါမှာအဲ့ဒါမှကျွန်တော်တနက်ပြန်ရပြီးဒါ तू ကဒီဆရာကြီးတနက်အမင်းကိုရောင်းခိုင်းလာတော့မဟုတ်ပါဘူးကျွန်တော်တောလေသွားတာပါ तू ကျွန်တော်ဂျီလို့ရလာတဲ့ခါမှာ तू က
ကျွန်တော်အဖေလိုအောင်းမိပါတယ်အဲ့ဒါမှသူကရိုက်နေတဲ့ခါတော့ကျွန်တော်မအရဲလို့ဒီလိုလုပ်တာပါလို့ပြောတဲ့ခါမှာကျွန်တော်ကိုဂျာတူပဲ6လနှားခိုင်းတယ်ဒါပေမဲ့တက်ရောက်ပြောခဲ့ကျွန်တော်မပြောတော့ဘူးဂရိတော်တိုင်းအမှုတော်ကိုဆောင်မယ်ဆိုပြီးတော့မှကျွန်တော်ကတဟန်းကိုလာပြီးတော့ဆရာကြီးလာပြီးတော့မှကျွန်တော်စုပ်စုပ်ပြတ်ပြတ်နေတာတဲ့ခါမှာကျွန်တော်ကိုအားလုံးဖျက်တဲ့ခင်ကသူတို့ကိုအသုံးပြုပြီးကျွန်တော်လမ်းစိတ်လူလာလားလို့မေးတယ်လမ်းစိတ်မဟုတ်ဘူးယေရှုတရားတွေတက်ချင်လို့ပါဆို2နှစ်ကျွန်တော်ကိုစံတန်ကြောင့်ပို့ပေးပါတယ်ဦးစီလျာကပို့ပေးတဲ့နောက်ပိုင်းမှာကာမဲတော်မှာ3ရက်ဆူတော်မျိုးမှကျွန်တော်ကျန်းစာအုပ်တအုပ်နဲ့အိတ်တလုံးနဲ့ထွက်တာဖြစ်ပါတယ်အခုဆိုရင်မှုတော်မှာ14နှစ်ရှိပါပြီအခက်အခဲဒုက္ခပြဿနာမျိုးမျိုးရှိတော့လဲဘုရားရဲ့ကျေးဇူးတော်ပြဖြတ်တန်းကြော်လာပြီးယင်းနေ့ထီအောင်ကျွန်တော်အောင်မြင်ရေးစုကျေးဇူးကိုကိုယ်ဆောင်ကောင်းကြီးပေးတဲ့ဘုရားဖြစ်လို့ဘုရားတခင်ကိုချီးမွမ်းတယ်ယခုလဲကျွန်တော်ဘာမှမရှိတော့လဲခက်တော်ရှိကြမယ်ကျွန်တော်အားလုံးပြေးပါပါနေချမ်းပါတယ်လို့ကျွန်တော်အပေါ်မှာအားလုံးကျမ်းနာသူတွေဖျက်ရှင်ကောင်းကြီးပေးပါစေ ဘုရားတာရတော်ပါစေနော် အာမင် ဟုတ်ကဲ့စာတိရပဲလဲ ကလေးဝ ကလေးဝက ဟုတ်ကဲ့ဆရာတို့မျိုးတွေဆိုရင်အဲ့ဒီကျွန်တော်စကားထိုင်တဲ့ဟာတွေ ကလေးဝကနော် တီတော့နာဘီနတ်ဆလာကိုရောက်တယ် ဟုတ်ပြီအခုလက်ရှိကဒီပါရွာလဲ ဒါကြံတရွာမှာဒီအတင်းသားအဖြစ်နဲ့ဝင်ပြီးမှတော့အိမ်ဝင်ကလေးတော့ကျွန်တော်က တောက်လျှောက်သွားနေတာပေါ့နော် ငါကတော့အတင်းတော်နဲ့တွဲတယ်အတင်းတော်နဲ့တွဲတာကနည်းနည်းချီနှောင်မှုလေးတွေရှိလို့ကျွန်တော်ဘုရားစစ်ကပြီးအခုထုတ်ချတဲ့ခါ သူလွတ်လပ်ပေါ့နော် ဟုတ်တယ်လွတ်လပ်ဟုတ်ကဲ့ ဆရာဘုရားတာရတော်ပါစေနော် အာမင်